အမျိုးသမီးပျောက်ဆုံးနေခဲ့တဲ့ခင်ပွန်းတူညီမလေးရဲ့ချစ်သူဖြစ်နေမှန်းသိလိုက်ရတော့အားတင်သွားတယ်သူရှိရိုးသွားပြီး9နှစ်လုံးအိမ်ပြန်ရတဲ့အကြောင်းရင်းပါလဲလို့မင်းမြန်းတဲ့အခါခင်ပွန်းကသူမကိုမတီးဘူးလို့ပြောတယ်အမျိုးသမီးမတုံ့ပြန်သေးခင်ညီမလေးသူမကိုတွန်းချလိုက်တယ်တမီးလေးအချင်းမြန်လာကူညီခဲ့ပေမဲ့ကားတိုင်းမှုချစ်သွားတဲ့အမျိုးသမီးနောက်တစ်ခါတတိပြန်ဝင်လာတဲ့အခါ9နှစ်ကြာအရင်ကာလကိုပြန်ရောက်နေမှန်းသိလိုက်ရတယ်အဲ့အချိန်မှာခင်ပွန်းရဲ့ညီလေးဝင်လာပြီးခင်ပွန်းလေရင်ပြတ်ချမ်းဦးကြောင့်ပျောက်ဆုံးသွားကြောင်းပြောတယ်သူမကိုနှစ်သိမ့်ပြီးအရင်စိတ်မပြတ်ပါနဲ့လို့ပြောတယ်ဒါပေမဲ့ရခင်ဘွားမှာသူမနဲ့တမီးလေးကြုံခဲ့ရတဲ့အဖြစ်အပျက်တွေကိုတွေးမိတော့ခင်ဘွန်းမပြန်ရောက်ခင်မျိုးကနေထွက်ခွာဖို့ဆုံးဖြတ်လိုက်တယ်9နှစ်အချင်းမြန်ကုံဆုံးသွားတဲ့ရခင်ဘွားမှာခင်ဘွန်းပေါ်လာခဲ့တဲ့ရက်နဲ့တလပဲလိုတော့တယ်ဒါနဲ့တမီးလေးကိုခေါ်ပြီးခင်ဘွန်းရဲ့ညီလေးကိုနှုတ်ဆက်ဖို့သွားခဲ့တယ်ဒါပေမဲ့စေမှုတယောက်ကအရေးပေါ်လူနာတယောက်ဝင်ပေါက်မှာရောက်နေကြောင်းပြောတယ်အမျိုးသမီးစေယုံမှာအကောင်းဆုံးဆရာဝန်ဖြစ်ခဲ့တော့အချင်းကြီးစစ်ဆေးဖို့အလျင်မြန်ပြေးသွားတယ်အမျိုးသမီးဘယ်တော့မှမတွေးခဲ့ဘူးလူနာသူ့ညီမလေးဖြစ်နေမယ်လို့ခင်ပွန်းရခင်ကထစောစောပေါ်လာမယ်လို့ရောက်ထားသူ့ချစ်သူကိုကယ်ပေးဖို့တောင်းပန်တဲ့အမျိုးသမီးကြောက်လန့်သွားပြီးညီမလေးကိုခွဲစိတ်ဖို့ညင်းပယ်တဲ့ရောက်ထားသူမကိုရှုတ်ချဖို့လုံးနေချိန်မှာညီလေးက9နှစ်လုံးဘယ်မှနေခဲ့တာလဲလို့မေးတယ်ပြီးတော့ရောက်ထားတဲ့အမျိုးသမီးဓာတ်ပုံကိုထုတ်ပြပြီးအမျိုးသမီးသူ့ဇနီးဖြစ်ခဲ့တာလို့ပြောတယ်ရောက်တာချက်ချင်းအားတင်သွားပြီမဲ့သူအမျိုးသမီးရဲ့ခင်ပွန်းချစ်နေမှန်းမယုံကြည်ဘူးအမျိုးသမီးနောက်ဆုံးညီမလေးကိုခွဲစိတ်ပေးခဲ့တယ်သူမကကယ်တင်ပေးခဲ့တာတီးလိုက်တဲ့ညီမလေးကြွားလိုက်တဲ့အမျိုးသမီးကိုပြောင်းလောင်ပြီးဘလောက်စွမ်းရည်ရှိချစ်ချင်းမြတ်တာမှာသူမကိုရှုံးနေတယ်လို့ပြောတယ်တကယ်တမ်းညီမလေးသူတို့အဖေရဲ့တရားမဝင်တမီးချစ်နေတာအမျိုးသမီးရဲ့အမေတရားမဝင်ကလေးအမွေဆက်ခံရေးရှင်ပြန်ခွင့်မပေးခဲ့ဘူးဒါကြောင့်ညီမလေးအမျိုးသမီးကိုအမြဲမနာလိုခဲ့တာအမျိုးသမီးလက်ထွက်ဖို့လှုပ်တဲ့အခါညီမလေးရုတ်တရက်လက်ဆွဲကင်ပြီးဒူးထောက်လိုက်တဲ့သူမကိုခွင့်လွတ်ပေးဖို့အော်ဟစ်တယ်အဲ့အချိန်မှာအမျိုးသမီးရဲ့ခင်ပွန်းဝင်လာပြီးဆရာဝန်ဖြစ်နေပါလေရဲ့လူနာကိုညှင်းပန်းနေတယ်လို့အမျိုးသမီးကိုစူပူတယ်တမီးလေးအခန်းထဲပြေးဝင်လာတော့မိန်းကလေးချက်ချင်းအမေကိုကာဝယ်တယ်ဆိုတဲ့အမျိုးသမီးကအမေလက်ကိုတင်းတင်းဆုပ်ကင်ထားပြီးမလွတ်ပေးဘူးလို့ပြောတယ်ဒါပေမဲ့ညီမလေးကတမီးလေးလိန်နေတာလို့ဆိုတယ်ရောက်တာတော့ထွက်ပြီးသူ့ချစ်သူကိုနောက်တစ်ခါနှိပ်စက်ရင်ဘယ်တော့မှခွင့်လွှတ်မှာမဟုတ်ဘူးလို့တတိပေးတယ်အမျိုးသမီးစိတ်ပြက်စရာနဲ့တမီးလေးကိုခေါ်ပြီးအခန်းထဲထွက်လာခဲ့တယ်တမီးလေးရောက်ထားရဲ့ဓာတ်ပုံကိုစုပ်ဖြစ်ပြီးအဖေမလိုတော့ဘူးလို့ပြောတယ်အမျိုးသမီးတမီးလေးကိုအပြစ်ရှိလို့ခံစားရပြီးစောစောထွက်ခွာခဲ့ပြီလို့နောင်တရနေတယ်အိမ်ပြန်ရောက်တော့ခီးဆောင်အိတ်တွေအားလုံးထုတ်ပိုးလိုက်တဲ့ခင်ပွန်းနဲ့တခါစာအိတ်တွေအားလုံးတေးတာတွေထည့်ပြီးအိမ်ဖော်ကိုပြစ်ချခဲ့ဖို့ပြောတယ်အမျိုးသမီးထွက်သွားပြီးမကြခင်ညီမလေးရုတ်တရက်အရေးပေါ်အခြေအနေဖြစ်သွားတယ်ရောက်ထားကဆေးမှုကိုအမျိုးသမီးကိုရှာပြီးခွဲစိတ်ပေးဖို့ပြောတယ်ဒါပေမဲ့ဆေးမှုအမျိုးသမီးအလုံးလုံးထွက်သွားပြီလို့ပြောတယ်ဒါနဲ့ယောက်ျားမနေပဲသူမအိမ်ကိုသွားရှာတယ်အိမ်ဖော်သူ့ကိုမြင်လိုက်တာနဲ့ဝမ်းသာသွားပြီး9နှစ်ကြာပျောက်ဆုံးနေခဲ့တဲ့ခင်ပွန်းပြန်ရောက်လာပြီလို့ထင်သွားတယ်ပြီးတော့လက်ထဲဒေတာကိုဖွင့်ပြပြီးအမျိုးသမီးသူတို့အမတ်တရားတွေအားလုံးပြစ်ချချင်နေကြောင်းပြောတယ်ယောက်ျားဆက်စုချင်းစိတ်နဲ့ထိတ်နေစင်မတန်တအုပ်ကိုထုတ်ကြည့်တဲ့အမျိုးသမီးနဲ့ခင်ပွန်းဘယ်လိုချစ်ခင်ခဲ့ကြတယ်ဆိုတဲ့ဇလန်ရေးမှတ်ထားတာတွေ့တယ်သူအမျိုးသမီးရဲ့ခင်ပွန်းဖြစ်နေမှန်းစက်မယုံခဲ့ပေမဲ့သူမဒီယာတွေအားလုံးပြစ်ချတော့မယ်ဆိုတဲ့အတွေ့အကြုံနှလုံးသားကျင်လာတဲ့အဲ့အချိန်မှာချန်ပီယံဘောလက်စွပ်တကွင်တွေးလိုက်တဲ့အမျိုးသမီးလက်ထက်လက်စွပ်ကိုတောင်ပြစ်ချခဲ့တာဖြစ်မယ်လို့မယုံနိုင်ခဲ့ဘူးနိုင်ရန်ပေါ်ချိတ်ထားတဲ့သူနဲ့အမျိုးသမီးလက်ထက်တပ်ပုံတွေကိုငေးကြည့်ရင်ဦးခေါင်တဲ့ပြင်းပြင်းထန်ထန်နာကျင်မှုတစ်ခုပြေးဝင်လာတယ်